မင်္ဂလာပါပရိသတ်တို့ရေကဘာပေါ်ကထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့တရားဝါတွေကိုပြောပါဆိုရင်မိချောင်းကြီးတွေကလည်းမပါမဖြစ်လို့ပြောရမှာဖြစ်ပါတယ်မိချောင်းကြီးတွေကိုကြည့်ရတာကအသက်ရှင်နေတဲ့ဒိုင်နိုဆောတွေကိုမြင်နေရတယ်လို့ပါပဲသူတို့ရဲ့အကြီးကွန်တွေနဲ့အင်အားကြီးတဲ့မေယိုတွေဟာလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကအတိတ်ကာလကိုဒီနေ့ခေတ်ထဲခေါ်ဆောင်လာတယ်လို့မျိုးခန်းစားရစီပါတယ်ဒါကြောင့်ဒီနေ့တော့ကဘာပေါ်မှာရှိတဲ့တကယ်ကိုထိတ်လန့်စရာကောင်းပြီးအရွယ်အစားဘတ်စကားတစ်စီးနီးပါးကြီးမားတဲ့မိချောင်းကြီး9កောင်အကြောင်းကိုပြောပြပေးသွားမှာပါဒီတော်ကြီးတွေလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကလေးကကဘာပေါ်မှာရှိနေခဲ့ကြပြီးအခုတတိကုန်းရီနှစ်တန်းမှာအင်အားအကြီးဆုံးမုတ်ဆိုးကြီးတွေဖြစ်နေကြတော့ပါပဲကဲဗေမီချောင်းကြီးတွေကဘလောက်တောင်မှအသေးရစရာကောင်းတယ်လဲဆိုတာကြည့်လိုက်ရအောင်နော်နံပါတ်5မီချောင်းဘီရင် Elvis ဒါကတော့ Australia နိုင်ငံက Elvis လို့ခေါ်တဲ့မီချောင်းဖြစ်ပါတယ်သူကိုမီချောင်းတွေရဲ့ဘရင်လို့တောင်မှတင်စားကြပါတယ်အရှိ16ပေကျော်ရှိပြီးအလေးချိန်က1100ပေါင်နီးပါးရှိတာလည်းဖြစ်ပါတယ်သူကတကယ်ကိုဒေါသကြီးတဲ့မိချောင်းတစ်ကောင်ဖြစ်ပြီးတခါကဆိုရင်သူ့ရဲ့လှောင်အိမ်နားလာတဲ့ဝန်ထမ်းစီကနေမျက်ရည်ဆက်ကြီးကိုပါလွတ်ယူသွားပူပါတယ်။သူ့ရဲ့ကာယကတစ်စတူရန်လက်မကိုပေါင်3900ကျော်ရှိတာကြောင့်အယိုးတွေကိုတစ်ကိုင်းလေးတွေလိုမျိုးဝါးစားနိုင်စွမ်းလည်းရှိပါတယ်။နံပါတ်4အသက်100ကျော်ပြီဖြစ်တဲ့ Big Daddy ကင်ညာနိုင်ငံက Big Daddy လို့ခေါ်တဲ့မိချောင်းကြီးဟာအရင်ကလူ9ယောက်ထက်မနည်းကိုစားခဲ့လို့1986ခုနှစ်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးလက်ရှိမှာတော့အသက်100ကျော်ရှိနေပြီဖြစ်တဲ့ကမ္ဘာအသက်အကြီးဆုံးမိချောင်းတွေထဲကတစ်ကောင်ဖြစ်ပါတယ်။အရှိ9မီတာ16ပေကျော်ရှိပြီးအလေးချိန်800ကီလိုဂရမ်ရှိပါတယ်။အရင်ကအရန်ကျမ်းမဲ့အခုတော့အသက်ကြီးလာတာကြောင့်ဆာရှာနဲ့ဆာလမာလို့ခေါ်တဲ့ဇနီးတဲ့မိချောင်းမနှစ်ကောင်နဲ့အေးအေးဆေးဆေးနေထိုင်ပါတယ်။နံပါတ်3ဒိုင်နိုဆောလို့အပြည့်နဲ့ယူတန်ထိုင်းနိုင်ငံမှာ1964ခုနှစ်ကမွေးဖွားခဲ့တဲ့ယူတန်ကရှားပါတဲ့ကာပြားမိချောင်းဟိုက်ဘတ်ဖြစ်ပြီးအရှိပေ20အထိကြီးမားကအလေးချိန်ကပေါင်2000လောက်ရှိပါတယ်။သူ့ရဲ့ကြိုက်အားကဘလောက်တောင်မှပြင်းတယ်လဲဆိုရင် T-Rex ဒိုင်နိုဆောရဲ့အင်အားနဲ့တောင်မှရှင်လို့ရတယ်လို့ဆိုပါတယ်။ဒါပေမဲ့ကံကောင်းတာကသူကတိုက်ခိုက်တာထက်စာရင်အေးအေးဆေးဆေးနေတတ်တဲ့သဘာဝရှိပါတယ်။နံပါတ်2ဖိလစ်ပိုင်ရဲ့ဂုံဆောင်လိုလောင်ကမ္ဘာကျော်မိချောင်းကြီးတွေအကြောင်းကိုပြောရင်လိုလောင်ကိုခြံထားလို့မရပါဘူး။2011ခုနှစ်မှာဖိလစ်ပိုင်မှာဖမ်းမိခဲ့တာဖြစ်ပြီးပေ20နဲ့3လက်မအထိရှိလျားကအလေးချိန်2380ပေါင်ရှိပါတယ်။သူ့ကိုဖမ်းဖို့အတွက်လူပေါင်း100ကျော်က3ဘတ်ကြာအောင်လို့ရှာဖွေခဲ့ရတာဖြစ်ပါတယ်။သူဟာကမ္ဘာအကြီးဆုံးလှောင်အိမ်သွင်းမိချောင်းအဖြစ်ဂိနစ်စံချိန်တင်ခဲ့ပြီး2013ခုနှစ်မှာတော့နမိုးနီးယားရောဂါနဲ့သေဆုံးသွားခဲ့ရပါတယ်။နံပါတ်1ဒန်နာအီလာမုတ်ဆိုးကြီးပြစ်တက်ခဲ့တဲ့ Chris ဒါကတော့တကယ်ကိုမယုံနိုင်စရာကောင်းလောက်အောင်ကိုကြီးမားတဲ့ Chris ဆိုတဲ့မိချောင်းကြီးဖြစ်ပါတယ်1959ခုနှစ်မှာဩစတြေးလျကမြေကမ်းနားမှာခရစ်စတီနာပါလိုစကီဆိုတဲ့အမျိုးသမီးကတနက်တစ်ချက်ထဲနဲ့ဒီမိချောင်းကိုပြစ်တက်ခဲ့တာဖြစ်ပါတယ်ဒီမိချောင်းကြီးဟာအရှည်28ပေနဲ့4လက်မှာ10မီတာကျော်အထိရှိပြီးတော့အလေးချိန်ကပေါင်2000နီးပါးရှိပါတယ်သူ့ကိုပြစ်တက်ခဲ့တဲ့အမျိုးသမီးဟာနောက်ပိုင်းမှာနောင်နာရပြီးမိချောင်းတွေမျိုးတုံးမသွားအောင်လို့လှုပ်ရှားမှုတွေလုပ်နေတဲ့ထိန်းသိမ်းရေးသမားဖြစ်သွားခဲ့ပါတယ်ကဲပရိသတ်တို့ရေဒီဗီဒီယိုမှာတော့ကဘာပေါ်ကအကြီးဆုံးမိချောင်းတွေအကြောင်းကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောဒီလိုမိချောင်းကြီးတွေကိုအိမ်မှာမွေးကျင်ကြလားကွန်မန့်မှာဖြည့်ပေးခဲ့ကြပါဦးနော်အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့လဲအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ